တွေ့ကြသေးလားကျင်းအောင်ရှာကြနော်ဟုတ်ကဲ့ကျွန်တော်လည်းရှားနေပါတယ်သတင်းရမှုပါဒါပေါ့လေကဲသွားနိုင်ပါဗျာကျေးဇူးတင်ပါဟာဦးလိုက်ကွာပြီးမှပြီးသေးပဲဗျာဟာဟိုမလေးမောကနေပြီဗျာအကုန်လုံးရှာပြီးခင်ဗျာစိတ်ကျဉ်တတ်လို့လားကျွန်တော်ကျဉ်တတ်ပါတယ်ဗျာဘုံဘုံင်းတို့ကျဉ်အောင်ရှာကြနော်ကျဉ်အောင်အေးအေးဆေးဆေးရှာကြဘယ်မှာပြီးမှပြီးသေးဘူးဟုတ်ကြကျွန်တော်ဘုံနဲ့တခုတော့ရှာအောင်မယ်အားနာကြကြီးအဆိုင်နဲ့ရှာဗျာရှာကျွန်တော်ဖွင့်ဟေးဘယ်ကဖွင့်လဲကျင်းပ်လားတောင်းပါပြီခင်ဗျာသွားနိုင်ပါဟုတ်ကဲ့ဘယ်ပြီးလဲဘယ်ပဲရှိပါသေးတယ်ဘာဖြစ်လို့လောက်ကြရလဲဟုတ်ဒီဘောကိုလိုက်မတကယ်ကိုသိလို့လားပါပါတော့ပြီလားဟုတ်တယ်လေဟုတ်တယ်မောင်ရင်မနဲ့ကတော့ဦးကောင်းမသိငါလို့ရှာသေးတယ်မလားဦးကမမေ့သေးပါဒီမျက်နှာမမေ့ကျွန်တော်ကတော့အထက်ကတာဝန်ပေးချက်ရလောက်ရတာပါဦးရဲ့အထက်ကတာဝန်မပေးရင်မရှာတော့ဘူးပေါ့မစီလေးရဘာမဆိုင်ဟာလူလေးပါမုန်းခံလို့ဒါမှပေါ့ဟုတ်တယ်မို့လားဗျာခုတော့ဦးကကျွန်တော်ကိုရုပ်တည်ကြောင်တင်ထင်းနေပြီမဟုတ်ပါဘူးဒီလိုမဟုတ်ပါဘူးဦးကဥပဒေနဲ့ဆန့်ကျင်တဲ့လူကိုလုံးဝမမြင်တဲ့ဟာပြီးတော့လေရွှေကုံမျိုးကိုအတိုင်းဝိုင်းကုန်နေလည်းရှိသေးတယ်ဘူးလားဒီတော့ကောင်းဘာဖြစ်လို့ရှာရတာလဲရှစ်ဖို့ကောင်းနေတော့လေသူကဖေဖေနဲ့ရောနေဖြစ်မှမဖြစ်သေးတဲ့ဥစ္စာသမီးရတယ်ပဲပြီးလေသူတို့လူသစ်တွေတူပါလေဟုတ်တယ်ဖေဖေရဲ့ဒီကရန်ကုန်ကပြောင်းလာတာမကြသေးဘူးဒီကိစ္စကိုလည်းသမီးပဲဝင်ရတော့မလို့ဖြစ်နေပြီတူနဲ့တူတွေ့ပြီးမှခုတော့ပဲမဆက်ပေးရတော့မယ်ကဲကိုလိုက်မရေဒါပပရဲ့အချစ်ဆုံးဖေ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 ဒါသမီးပငယ်ချင်းကိုထိုင်ပွားလေဖြစ်တယ်နော်ဆေးတွေဝယ်ပြီးတော့ရပါတယ်။ဒါပေမဲ့အရက်ဆိုတာတိုင်ရင်ဆေးယူတယ်လေ။ဟုတ်တယ်။ဟုတ်တယ်ဒီကောင်သူတို့မှတ်မိ။မှတ်မိရဘော။ကျုပ်ကောင်းကိုသင်္ကန်းလို့ရှာတဲ့လူတွေမို့လား။သိအားနာတာပဲဦးရဲ့ဒါပေမဲ့အဲ့ဒီနေရာတော့ကျွန်တော်တို့ဝတရားအတိုင်းလုပ်ရတာကောင်းပါလေကောင်းပါလေကိုယ်နဲ့နေရာပေးတယ်မောင်ရင်တို့နဲ့တွေ့မှာငယ်မူတောင်းဦးကပြန်သွားတယ်လာပါဦးရဲ့ကျွန်တော်တို့ကဦးကိုအများအားဖိတ်ခေါ်ပါတယ်ဦးသမီးနဲ့မောင်ရင်တို့နဲ့တော့ဒီနေ့မှမိတ်ဆက်ပေးရအောင်လေကောင်းတာပေါ့ဒါဦးတို့လူကြီးတွေကိုတရားဟောဒီဘူချိုနဲ့တော့ကိုသမီးနဲ့တကယ်ချင်းပြီးတော့ဦးသမီးမွေးနေကြရင်မောင်ရင်တို့ဖိတ်ပြောင်းလို့ဖြစ်
တက်ကြမယ်နော် သိဖြစ်တာပေါ့ဦးကြီးဖိတ်ရမှာဦးလူကြီးတွေဝတ္တရားတဲ့ရမှာကျွန်တော်တို့ဝတ္တရားပဲ တရားစကားပြောတယ် ဟုတ်ကဲ့ကျွန်တော်ပြောမိပါတယ်ဒါပထမဆုံးနဲ့နောက်ဆုံးသတိပေးခြင်းလာလေးပေါ့ကိုလိုက်မှာဟာလောင်းမရှိလင်းသွားတယ်တိတ်ဆောက်လာရောစကိုင်းဘက်ကိုကြော်ဝဲသားထွက်မလို့လက်ဖိတ်တာဦးလေးရဲ့ပြောတော့ကိစ္စကြောင့်တပတ်ကြီးလာတာကိုလူစုံမဲအေးငါပြောလိုက်ပါသွားနေတော့ဦးလေးဒီပါဦးဘယ်နေ့ကျွန်မမေးနေလိုက်တာဒီကနေ့လေအေးငါပြောလိုက်ပါမယ်မေးနေလိုက်တာသူ့ငယ်ချင်းတွေပါအပါခေါ်လာလို့ဖေဖေကမှားလိုက်တယ်ညောက်တာလေမေးနေလိုက်တာကြီးတယ်ပါလား
သခင်အင်းဝရရာနဲ့ပနာခသည်မြည်ရည်ဖြင့်မင်းဝန်တောင်းယူမြတ်ပထုဆုံးလင်းရေကြီးဆက်ရှာအေးရနရီကင်းတွင်တွင်စီရှင်မကြီးနိုင်ပါရှင်ကျော်လေးလွတ်သွားပြန်ပြီကွာဒီကောင်ဟာလေးကွာတကောင်လို့ဟိုတန်ငါကငါးသားလို့ငါလွတ်သွားတာပြောတာပါဒီမှာကအေးလွတ်တဲ့ငါလည်းကြီးနေဦးမယ်နော်ကျွန်တော်မရှိတဲ့ကလည်းအိမ်ကိုကြာခဏသွားပေးပါဦးခုနမှသားချင်းလေးလို့ကြည့်ရှုစောင့်ရှောက်ပေးဖို့ဗျာအိမ်မှာလည်းမိန်းမသားတွေကြီးပဲမလား ဟုတ်တယ်ရှင်သူကအလုပ်တစ်ခုသွားလို့ရှင်သူ့တပည့်တွေပါခေါ်သွားတော့အိမ်မှာကျမတို့ကြီးတိုင်ခဲ့တာ သိချပါကျုံမလာနိုင်တာတော့ပိုင်ဘွားကိုလွတ်ကြည့်ခိုင်းပါမယ်ခက်တာကရန်ကုန်မှာလဲတန်ရုံးစင်ကျိုးကျိုးကရှိသေးတယ်လာရေအမှန်မရှိတော့တခုမေးရအောင်မယ် ဘာနဲ့ပါလဲ ဘာသာတော့ဖေဖေကိုကိုတို့ကိစ္စဖွင့်ပြောရရင်ကောင်းလား ဘာကိစ္စလဲကိုတိုင်းနော် ဘာကိစ္စဆိုတော့ပါလာသိပါတယ်လေ ဘာမှမကိုရဲကိုတာကိစ္စဆိုလို့ရောင်းဝယ်ကိစ္စတစ်ခုပဲရှိတယ် ဘာလဲရွှေရောင်းရွှေဝယ်ကိစ္စကိုတော့ရွှေလိုသဘောမထားလိုက်ပါနဲ့ ကိုလိုက်မရွှေမဟုတ်တာ တီးဘူးလေမြစ်တာကိုရွှေနဲ့ဆက်ပြီးချိန်ဝင်ညာတင်ရောက်တဲ့အဖြစ်မျိုးမခံရလို့ပါ တော့ကမှရွှေရအဖို့အတန်ဆုံးဒုတကအမဲဆုံးမဲမလားလိုက်မွားကိုပပကဒီလိုသဘောထားမယ်ဆိုရင်ရော ကိုဘကတော့ရွှေဘကအဖြစ်